အားလုံးပဲမင်္ဂလာပါရှင်။ကြီးရဲ့ channel လေးမှာပြန်လည်ကြိုဆိုပါရရှင်။ဒီနေ့မှာတော့ပါဇက်နဲ့လုပ်ပေးတာမိန်းကလေးများသဘောကျသလားနဲ့မိန်းကလေးများတန်းတန်းဆွဲဖြစ်သွားအောင်ပါဇက်နဲ့လုပ်နည်းကိုပြောပြပေးသွားမှာဖြစ်ပါရရှင်။ယနေ့ခေတ်သမီးရီးစားလင်မယားအတူနေကြတဲ့အခါယောက်ျားလေးမိန်းကလေးတယောက်ကိုတယောက်ပါဆက်နဲ့လှုပ်ပေးတာကမထူးဆန်းတဲ့ကိစ္စတစ်ခုလိုဖြစ်လာနေပါပြီနော်ယောက်ျားလေးတယောက်အတွက်တိမ်မြက်နိုးတဲ့မိန်းကလေးကိုပါဆက်နဲ့လှုပ်ပေးရမှာအဆင်ပြေဖို့အတွက်သိထားသင့်တာတွေရှိပါတယ်ဘာကသူမကိုစိတ်ကြွလာစေတယ်ဘလို့နီးလန်းကိုသဘောကျတယ်တင့်ရဲ့ရှာလက်ချောင်းနဲ့လှုပ်ရှားမှုတွေကသူမကိုဘလို့နှိုးဆွနိုင်တဲ့စသဖြင့်သိထားဖို့အချိန်ယူတက်ရမှာဖြစ်တယ်လို့ဒီလိုလှုပ်ပေးတာကလည်းသူမအတွက်တာယာမှုရရှိစေဖို့တင့်အနေနဲ့ဘလောက်ထိဂရုစိုက်တယ်ချစ်တယ်ဆိုတာကိုပေါ်လွင်စေပါတယ်။တစ်ချက်မိန်းကလေးတွေကကြိုပြီးတွေးထားတတ်ကြတယ်။နှစ်ဦးသားချစ်တင်းသောချိန်မှာယောက်ျားလေးဘက်ကပါဆက်နဲ့လှုပ်ပေးဖို့မလှုပ်ပေးဖို့မသေးကြပေမဲ့မိန်းကလေးတွေကတော့ကြိုတွေးပြီးပြင်ဆင်ထားတတ်ကြပါတယ်နော်။စိတ်ကူးနဲ့မန်းဆနေတာမျိုးမဟုတ်ပဲတန်ရှင်းနေစေဖို့ပြင်ဆင်တာမျိုးဖြစ်ပါတယ်မိန်းကလေးတွေအနေနဲ့ချစ်သူကောင်လေးအတွက်အတွေ့အကြုံကောင်းတွေကိုပဲရရှိစေချင်တာကြောင့်သူမရဲ့ကိုယ်ပိုင်နယ်မြေကိုတန်ရှင်းနေစေခြင်းတက်ကြပါတယ်တင့်အနေနဲ့အတူနေကနီးမှာကောင်မလေးကအိမ်သာခဏသွားခြင်းလို့ဆိုပြီးခွင့်တောင်းတာမျိုးဆိုရင်တကယ်အိမ်သာတက်ခြင်းလို့မဟုတ်ပါဘူးတင့်အတွက်စိတ်နှောက်ယှက်မဖြစ်ရအောင်ဆက်ပြားအစီအစာတွေနဲ့တန်ရှင်းရေးလုပ်တာအတွင်းခံလဲဝတ်တာတွေလုပ်ဖို့ပါဒါကြောင့်သွားပြီးအမြန်မလိုပါနဲ့သူမအတွက်အချိန်ပေးလိုက်ရင်တင့်ရဲ့နှာခေါင်းနဲ့ပါးစပ်အတွက်လည်းအဆင်ပြေသွားစေမှာဖြစ်ပါတယ်နှစ်အချက်အနမ်းပေးစဉ်မှာလည်းမျောလင်းတက်ကြပါတယ်နှစ်ဦးသားချစ်တင်းတော်ဖို့အတွက်အနမ်းတွေစပေးနေချိန်မှာတင့်လက်ကအောက်ပိုင်းထိကိုရောက်လာပြီဆိုရင်တင့်ကောင်းကိုလည်းအောက်ပိုင်းကိုရောက်လာစေခြင်းကြပါတယ်သူမရဲ့အောက်ပိုင်းကိုတဖြည်းဖြည်းချင်းဆင်းသွားပြီဆိုတာနဲ့စိတ်တွေကြောက်လာတတ်ကြပါတယ်နော်သုံးအချက်ဖြည်းဖြည်းချင်းတဆင့်ချင်းလှုပ်ပေးတာကိုသဘောကျကြပါတယ်လက်ချောင်းလေးတွေနဲ့လှုပ်မပေးဘဲရှာနဲ့တန်းလှုပ်တာကိုတိတ်မကြိုက်တတ်ကြပါဘူးလက်ချောင်းလေးတွေနဲ့အရင်လှုပ်ပါတဖြည်းဖြည်းချင်းနမ်းရှုံသွားရင်းကနေပါးစပ်နဲ့လှုပ်တာကိုသဘောကျတတ်ကြပါတယ်ဒီလိုမဟုတ်ပဲမြန်မြန်ဆန်ဆန်လုပ်မယ်ဆိုရင်စိတ်ဝင်စားမှုလျော့သွားတတ်လို့သတိထားပါလေးချက်အတွင်းခံကိုချွတ်စင်အချိန်ကလည်းအရေးကြီးပါတယ်မိန်းကလေးတွေကသူတို့ရဲ့အဝတ်စားတွေကိုအချုပ်ခံရတဲ့အချိန်မှာတင်းရဲ့မျက်လုံးကြည့်တွေမျက်နှာထားတွေကိုကြည့်ပြီးတော့လဲစိတ်လှုပ်ရှားတတ်ကြပါသေးတယ်နော်ဒါကြောင့်သူမရဲ့နောက်ဆုံးအဝတ်စားကိုချွတ်တဲ့အချိန်မှာဖြည်းဖြည်းချင်းနဲ့အာယုံအပြည့်ထည့်ပြီးချွတ်တတ်မယ်ဆိုရင်သူမအတွက်အကောင်းဆုံးတွေဖြည့်ဆည်းပေးဖို့ဆိုတာကိုယုံကြည်မျှော်လင့်နေမှာဖြစ်ပါတယ်ငါးချက်ပထမဆုံးအကြိမ်ထိအတွေ့ကိုပိုခံစားရတတ်တဲ့မိန်းကလေးတစ်ယောက်အတွက်သူမပစ္စည်းလေးကိုရှာနဲ့ပထမဆုံးထိတွေ့တဲ့တာယာမှုကိုဘယ်တော့မှမေ့ပြောင်းနိုင်မှာမဟုတ်ပါဘူးမရဲမဝံ့တဲ့ခံစားချက်ကသူမကိုပိုပြီးတော့လှုံ့ဆော်နိုင်မှာဖြစ်ပါတယ်နောက်တစ်ကြိမ်တွေမှာဆိုရင်တော့ပထမဆုံးအကြိမ်လောက်မဟုတ်တော့ပေမဲ့သူမခံစားတက်လာမှာပဲဖြစ်ပါတယ်6အချက်လက်ချောင်းလေးတွေလည်းလိုပါတယ်နော်မိန်းကလေးအများစုကလက်ချောင်းနဲ့ရောရှာနဲ့ပါအတူတူလှုပ်ပေးတာကိုသဘောကျတတ်ပါတယ်တစ်ခုချင်းစီလှုပ်ပေးတာထက်နှစ်မျိုးလုံးတစ်ပြိုင်နက်လှုပ်တာမျိုးကသူတို့ကိုကိစ္စပြီးစေဖို့ပိုပြီးမြန်ဆန်စေပါတယ်ခုနှစ်အချက်အချိန်ကြာတာနဲ့ပတ်သက်ပြီးစိုးရိမ်တက်ကြတယ်ယောက်ျားလေးတွေကပါဇက်နဲ့လှုပ်ခံရရင်မိနစ်အနည်းငယ်အတွင်းကိစ္စပြီးသွားတတ်ကြပေမဲ့မိန်းကလေးတွေကတော့အများဆုံး15မိနစ်လောက်အထိကြာတတ်ပါတယ်ဒီလိုကြာတက်တာနဲ့ပတ်သက်ပြီးတော့မိန်းကလေးတွေကစိုးရိမ်နေတတ်ကြတဲ့အတွက်ကိစ္စပြီးဖို့ပိုခက်သွားတတ်ပါတယ်နော်ဒါကြောင့်သူမကျေနပ်ဖို့အတွက်ဘာလုပ်ပေးရမလဲဆိုတာကိုမေးကြည့်ဖို့နဲ့အချိန်ဘလောက်ကြာကြာသူမအတွက်လုပ်ပေးမယ်ဆိုတာကိုအသိပေးထားသင့်ပါတယ်ရှစ်အချက်တခါတလေမှာစိတ်ပါလာအောင်စူးစမ်းရတတ်ပါတယ်။ယောက်ျားလေးဘက်ကအကောင်းဆုံးလုပ်ပေးနေပေမဲ့တခါတလေမှာမိန်းကလေးတွေကတာယာမှုကိုခံစားဖို့အခက်အခဲရှိတတ်ပါတယ်။တခုခုကိုစိုးရိမ်နေတာ။မြန်ပြီးသွားစေချင်တာစသဖြင့်အာယုံပြန့်လွင့်ပြီးပါးစပ်နဲ့လုပ်ပေးတဲ့အပေါ်မှာခံစားသက်ဝင်မှုနေတတ်ကြပါတယ်။ဒါပေမဲ့သူတို့အနေနဲ့အသက်ကိုမှန်အောင်ရှုပြီးတော့မှအာယုံစိုက်နိုင်အောင်စူးစမ်းတတ်ကြပါတယ်။ဒါကြောင့်တင့်ကောင်မလေးကိုပါးစပ်နဲ့လှုပ်ပေးနေချိန်မှာသူမကမျက်နှာကျက်ကိုကြည့်နေတာမျက်လုံးတွေမှိတ်ထားတာတွေကသူမအာယုံဝင်စားနိုင်ဖို့စူးစမ်းနေခြင်းပဲဖြစ်ပါတယ်နော်။ကိုအချက်ပြောစကားနားထောင်ပါမိန်းကလေးတစ်ယောက်ရဲ့
အောက်ပိုင်းကိုဆင်းသွားပြီးပါဆက်နဲ့လှုပ်ပေးနေချိန်မှာသူမပြောစကားနားထောင်တတ်ဖို့လိုပါတယ်နော်သူမကတော်ပြီဆိုရင်ရက်လိုက်ဖို့လိုအပ်ပါတယ်ဒါကိုဆက်လုပ်မယ်ဆိုရင်ရှေ့ဆက်မဲ့အရာအလုံးကသူမအတွက်ကျဉ်းနှက်စရာမရှိနိုင်ပါဘူးဘာမှမပြောဘူးဆိုရင်တော့လှုပ်ချင်တာကိုဆက်တာလုပ်ပေးလိုက်ပါနောက်ဆုံးအနေနဲ့မျိုးသမီးတွေကပါဆက်နဲ့လှုပ်ပေးလို့ပြီးတာကိုပိုကြိုက်ကြပါတယ်ပုံမှန်နီးနှောပြီးသွားတာထက်ပါဆက်နဲ့လက်ကြောင့်ကိစ္စပြီးတာကမိန်းကလေးတွေကိုပိုပြီးလှုံ့ဆော်နှိုးကြားစေတာကြောင့်ပိုပြီးခံစားမှုပြင်းထန်စေပါတယ်နော်နောက်ဗီဒီယိုလေးမှာအတူပြန်ဆောင်ကြမယ်နော်အားလုံးကိုအယမ်းချစ်ပါတယ်